ဒီမှာလိုက်တစ္စာဟမ်ငါမတီးဦးများထင်နေလားနင့်အကျင့်ကိုငါကောင်းကောင်းသိတယ်နင်ငါယောက်ျားကိုမရလို့ငါသားကိုတမင်တကာအကွက်ချပြီးယူလိုက်တာမလားနိုးပါနိုးပါတဲ့အဲ့ဒီနိုးပါဆိုတာရက်ပါလို့ပြောတာနဲ့အတူတူပဲနင့်တော့ကျင့်ကိုငါသိတယ်ငါသိတယ်ဟိုလေနင်မို့လို့ဟဲ့နင်မို့လို့ဒါငါသားလေနင်တွေးကြည့်မယ်ဆိုရင်ဒါနင့်သားအရွယ်ကိုသားအရွယ်လေးကိုများဟဲ့ငါသားနုနုထွတ်တယ်လေးကိုနင်မို့လို့ပန်းကောင်းချွတ်လုံးရတဲ့ကောင်းကပြော အေးပါဘာတော့သိချော ဒီမှာလိုက်တဲ့သားနင်ဒါငါ့ကိုတမင်သက်သက်လက်စားချေတာမလားပြောစမ်း ဘာမှလက်စားမချေဘူးနင်းလို့ကိုဥက္ကတယောက်တည်းပဲယောက်ျားထင်ပြီးယောက်ျားမမြင်ဘူးတဲ့မိန်းမများမှတ်နေလို့လားကိုဥက္ကကိုလည်းငါမလို့ချင်လို့နင်ရတာလေအမမောင်ကိုလည်းနင်တို့တာမန်ဒီအိမ်ကျမှသိတာပါ မောင်ရဲပြောနေတယ်မောင်ရဲကျမသားကိုမောင်ရဲသူ့သားရွယ်လေးကိုမောင်ရဲလုံနေတာကြည့်ပါဦးပလီနားခါလိုက်တာနားတက်လိုက်တာ ကိုညာပြီ ဟိုဖန်ညာတယ်လုံးဝသဘောမတူဒီမှာနင်တို့ညကငါလုံးဝသဘောမတူတာဘာပဲဖြစ်ခဲ့နော်မမေအသိမှမပြုဘူးတာစောင်းတန်ဆိုပဲလက်ထပ်ဒါပဲထပ်မပြောနဲ့တော့ အမလီငါလည်းနင်တို့တာမန်မသိလို့ပေါ့သိရင်လည်းအစော့ကလေးဝါရွှေဝေးကိုရှောင်ခဲ့တယ်သိရလား အခုသိပြီမလားရှောင်းလိုက်တော့မြင်ရှောင်းလိုက်တော့နင်နစ်နာတယ်ဆိုရင်လေငါနင့်ကိုကြော်ကြီးပေးမယ်နော် ဟာကြော်ကြီး ဟုတ်တယ် အမလီငါလေယောက်ျားတကောင်မြူဆွဲပြီးတော့မှလိုက်ပြီးခြူစားတဲ့မိန်းမများမှတ်နေလို့လား မသိဘူးလေ နင်တို့ချမ်းသာလာကတော့လေဝေစကားတော့လာမပြောနဲ့နော်ငါပြင်းတနာရရဲ့နင် ငါတို့ကပူတောင်တက်တာသေးတယ်အလိုက်တတိနေတာကြွပေါ့ဟဲ့